အဲ့တော့ညီမလေးဒါတော့မမကြီးရဲ့မွေးနေ့အတွက်မငယ်ရဲ့မွေးနေ့လက်ဆောင်ဝတ်စုံလေးတွေပါရှင်တစုံချင်းလေးကြည့်ပဲပြအဲ့ဒါလေးလည်းလှရတယ်ထမင်းရပါနဲ့တွဲမှညီမဟာဒီလိုလေးတစုံပြမတော့လိုက်ပါတယ်ညီမကပြတစုံချင်းပြမမအောင်အောက်ကိုချအောင်အားနာလေးဒါလေးလည်းလှတယ်ဒါတခွားရောင်လေးတခွာခေါ်မှာဘာရောင်ခေါ်မလဲတခွားလေးညီမဒါဒီလိုအလားလေးထမိန်လေးဒီလိုလေးနော်ဒါအဖုစင်အဖုနော်ဟုတ်တယ်အဖုပါတိတ်ကလေးဝမ်းဆက်လေးအော်ဒီလိုလေးမလေးပြအိုးဒါလေးလည်းကြိုက်တယ်ဒါပါတိတ်လေးကိုသူဒီဇိုင်းလေးထွင်ပြီးချုပ်ပြီးဆိုအမေထမင်းရဒီလိုမျိုးလေးနော်ထမင်းရတော့ဒီလိုလေးပါဘယ်နဲ့ဆုံးရှိပါလဲမမီတော့ဒါလေးကဒါချီပွန်လေးကိုသူဒါချီပွန်ဒီလိုဒါလုံကြီးလေးပေါ့နော်ဒါအင်ကြီးလေးကိုသူစီကွက်နေဒီဇိုင်းထွင်ပြီးထိုးပေးထတာပါရှင်ဝတ်လိုက်ရင်တော့အကုန်လုံးလှပါတယ်ဒါလေးကတော့ချင်းလုံးလေးနော်ဒီဇိုင်းလေးအော်ဒါလေးချင်းလုံးတီလေးတွေနဲ့ကြပြကြနာလေးတွေဒီပုံကြီးကိုဆက်ပြပါမယ်ရှင်ကဲမွေးနေ့ကိုအကျိုးဝတ်စုံနေအများကြီးလူချင်းနဲ့မွေးနေ့လက်ဆောင်နေကိုအေးလှတယ်ညီမလေးနော်ညီမလေးဒါပါလေးလို့အေးအများကြီးပဲဟောဒါလေးကညူလေးအယောင်စုံပဲဒါတော့ဘာမပါတဲ့ယူလေးပေါ့ပါလေးဝေးလို့ရအောင်ပါရွေးချလိုက်မယ်နော်ချလိုက်ညောဒီဟာအော်ဒါလေးကမမအင်ကြီးထမင်းရက်ဒီမှာဒီလိုလေးနော်အော်ဒီလိုလေးအင်ကြီးနှစ်ထည်နဲ့ဝေးလို့ရအောင်အော်ပြင်းသစ္စာလေးကိုသူချုပ်ပေးထားတာနှစ်ထည်ဒါကတော့သူဒေးလီဝေးလို့ရအောင်ခြိသားလေးကိုမမကြိုက်တဲ့ပုံလေးသူချုပ်ပေးထားတာယူလေးဆိုအမြဲတမ်းဝေးဖြစ်ပါတယ်ဒီလိုမျိုးလေးဒါလေးရောအော်ဒါလည်းယူလေးဒါပန်ထိုးအောက်ကဟိုအချီလေးကိုသူပန်ထိုးထားတာဟုတ်ဒီလိုထမင်းလေးကပန်ထိုးဆိုင်နာလိုက်တာလေးရှိတယ်ရှိအသိတောင်ကြံတော့ရောင်းတာဟုတ်တယ်ဒါအစင်လေးတွေနည်းကွဲသွားတာရိုးရင်ပုံလေးဒါလေးလည်းချစ်စရာလေးပါတိတ်ကိုဒီဇိုင်းလေးတွေမျိုးစုံချုပ်ထားတာပါပါတယ်ဟိုလေးလည်းလှတယ်ညီမအေးချစ်စရာလေးဒါကသူချီပွန်လေးကိုလေဒီဇိုင်းလေးထွင်ထားတာအရန်ကြိုက်တယ်ချစ်စရာလေးတော့ချစ်စရာလေးလည်းအကြိုက်ဆုံးပဲအကြိုက်ဆုံးကတော့အကုန်အကြိုက်ဆုံးနေကြီးပဲဖြစ်ဒါလေးလည်းကြိုက်ပါတယ်အိမ်မှာလည်းကြံသေးတယ်လို့တော့ပြောတာပဲမွေးနေ့အတွက်အော်ဒီမှာဒါလေးတစ်စုံကြံသေးတယ်ဒါကတော့ဒီလိုမျိုးလေးဒီဇိုင်းလေးတွေအများကြီးပဲမမိုက်မွေးနေ့အတွက်မငယ်ရဲ့အရန်တန်ဖိုးဖြတ်လို့မရတဲ့မွေးနေ့လက်ဆောင်ဝတ်စုံလေးတွေပါရှင်ကျေးဇူးပါမွေးနေ့လက်ဆောင်တွေအကုန်လုံးကြိုက်ပါတယ်အများကြီးပဲဒီပါလေးအကြိုက်ဆုံးဟုတ်တယ်မမလည်းအဲ့ဒါလေးချစ်တယ်ချစ်စရာလေးလက်ကလေးရောthe music ကုန်လှပါ